တောင်ကိုရီးယားနိုင်ငံရဲ့ကလေးမွေးဖွားနှုန်းအလွန်ရမင်းနည်းပါးလာရခြင်း low birth rate အကြောင်းဟာလက်ရှိကမ္ဘာမှာရောကိုရီးယားမှာပါအစိုးရကအစပြည်သူအစုံစိုးရိမ်နေကြတဲ့အဓိကပြဿနာကြီးဖြစ်လာပါတယ်။တောင်ကိုရီးယားမှာဘာကြောင့်ကလေးမွေးဖွားနှုန်းကျဆင်းနေတာလဲ။တောင်ကိုရီးယားဟာကမ္ဘာမှာကလေးမွေးဖွားနှုန်းအနှိမ့်ဆုံးနိုင်ငံဖြစ်လာပါတယ်။ဒါဟာဘာကြောင့်လဲ။အဓိကအချက်ကတော့နေထိုင်စရိတ်အစမတန်မြင့်မားလာတာနဲ့ကလေးတစ်ယောက်ကိုပညာတတ်ဖြစ်ဖို့ပြုစုပြောင်းထောင်ရမယ့်ကုန်ကျစရိတ်တွေဟာအယမ်းများလွန်းနေလို့ပဲဖြစ်ပါတယ်။အလုတ်ခွင်မှာအချိန်အကြာကြီးလောက်ရတဲ့ယဉ်ကျေးမှုကြောင့်ကိုယ်ပိုင်အချိန်မရှိတာရဲ့ကလေးယူလိုက်ရင်အလုတ်အကင်အခွင့်အလမ်းထိခိုက်မှာကိုစိုးရိမ်တာတွေကလည်းအတားအဆီးဖြစ်နေပါတယ်။အခုခေတ်လူငယ်တွေဟာလက်ထပ်ဖို့ထက်ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့အောင်မြင်မှုကိုပိုဦးစားပေးလာကြတာကလည်းမွေးဖွားနှုန်းကျဆင်းရတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ကိန်းဂဏန်းများကိုရီးယားရဲ့စုစုပေါင်းသားဖွားနှုန်း total fertility rate ဟာ 0.7 အောက်ကိုကျဆင်းသွားခဲ့ပါတယ်။ဒါဟာနိုင်ငံတစ်ခုရေရှည်တည်တံ့ဖို့လိုအပ်တဲ့ 2.1 ဆိုတဲ့နှုန်းထားထက်အများကြီးနည်းနေတာပါ။အစိုးရ၏ကြိုးပမ်းမှုအစိုးရကကလေးမွေးရင်ငွေကြေးထောက်ပံ့တာအင်ယာဦးစားပေးတာတွေလှုပ်ဆောင်နေပေမဲ့လူနေမှုစရိတ်နဲ့ဖိအားတွေကြောင့်ထိရောက်မှုနည်းနေပါသေးတယ်။အိမ်မွေးသလိဆန်ခေတ်စားလာခြင်းအခုနောက်ပိုင်းကိုရီးယားမှာကလေးယူမဲ့အစားခွေကြောင်လေးတွေကိုသားသမီးလိုပြုစုဆောင်ရှောက်တဲ့ pet farm pet plus family ယဉ်ကျေးမှုကပိုပြီးခေတ်စားလာပါတယ်